မိုးပေါ်ကျဲကလေးအပိုင်းတစ်ညလေရန်အချင်းလေပြင်းငင်းလေးတွေကလေကွင်းပြင်ဘက်မှဖြတ်တန်းတိုက်ခတ်လာပြီးတိရွက်လေးတွေရဲ့တိုးတိုးတိတ်တိတ်လှုပ်ခတ်တန်ကိုသာကြားနေရပါတယ်။အိမ်ရှိကွစ်ပစ်ပေါ်မှာတော့အသက်၈နှစ်အရွယ်ဖိုးသားနဲ့သူ့ရဲ့ညီမလေး၄နှစ်အရွယ်တဲတဲတို့မောင်နှမနှစ်ယောက်ပက်လက်လှန်ရင်းကျဲတွေစုံနေတဲ့ကောင်းကင်ကြီးကိုငေးကြည့်နေကြတယ်။ကိုကိုဟိုမှာကြည့်စမ်းဟိုကျဲကလေးကတိတ်လှတာပဲနော်။တဲတဲကသူမရဲ့လက်ညှိုးတေးသေးလေးနဲ့ကောင်းကင်ထက်ကအလင်းလက်ဆုံးနဲ့အယောင်လေးတစ်ဖြက်ဖြက်လင်းနေတဲ့ကျဲကလေးတစ်ပွင့်ကိုညှို့ပြလိုက်တယ်။ဖိုးသားနဲ့ညီမလေးပြရဲ့စီကိုလိုက်ကြည့်လိုက်တော့တကယ်ပဲအဲ့ဒီကျဲကလေးကတခြားကျဲတွေနဲ့မတူဘူးဆိုတာသတိထားမိလိုက်တယ်။ရွှေရောင်ဝါဝါလေးလင်းလက်နေပြီးသူတို့မောင်နှမကိုတခုခုပြောချင်နေတယ်လို့ပဲအလင်းရောင်ကတစ်ဖြက်ဖြက်နဲ့ပိုပြီးတောက်ပါလာလေ။ရုတ်တရက်ဆိုသလိုပဲဖိုးသားမျက်လုံးပြူးသွားတယ်။ဟင်တဲတဲကျဲကလေးကအောက်ကိုဆင်းလာနေတယ်။ဖိုးသားအတန်ထွက်သွားတဲ့အချိန်မှာပဲမျက်စိတမိတ်အတွင်းအဲ့ဒီကျဲကလေးဟာကောင်းကင်ကနေရှော့ဆင်းလာပြီးရောအစွန်းကဝါယုံတော်ကြီးဘက်ကိုအတန်မမီပဲလွန့်ကျသွားပါတော့တယ်။ကျဲကလေးကျသွားတဲ့နေရာလေးမှာမော်ဆန်ဆန်ရွှေရောက်အလင်းနှန်းလေးတစ်ခုအားပြော့ပြော့လင်းကျန်နေခဲ့တယ်။ဖိုးသားရဲ့ရင်ထဲမှာစူးစမ်းကျင်စိတ်တွေပြည့်နှံ့သွားတယ်။သူကတဲတဲရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်ပြီးလာတဲတဲအဲ့ဒါဘာလဲဆိုတာသွားကြည့်ရအောင်လို့တီးတိုးပြောလိုက်တယ်။တဲတဲကလည်းကြောက်ရွံ့ရမယ့်အစားစိတ်ဝင်စားနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ခေါင်းညိတ်ကြတယ်။ညအမောင်ထဲမှာမောင်နှမနှစ်ယောက်လက်တွဲပြီးဝါယုံတော်စီကိုတိတိလေးထွက်လာခဲ့ကြတယ်။လေတိုက်တိုင်းရင်းခါနေတဲ့ဝါပင်လေကြားကိုရောက်တဲ့အခါရွှေရောင်လင်းနေတဲ့နေရာလေးစီကိုတတိထားပြီးတိုးဝင်သွားကြတယ်။ဝါရွက်၆တွေကိုဖယ်ရှားလိုက်ပြီးအလင်းရောင်ထွက်ပေါ်နေတဲ့အရာကိုမြင်လိုက်ရတဲ့အခါမှာတော့ဖိုးသားနဲ့တဲတဲတော့နှစ်ယောက်လုံးအံ့ဩလွန်းလို့ပါစက်တောင်မပိတ်နိုင်ပဲအေးခဲသွားပါတော့တယ်။